Hallelujah! 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 I ရောက်ရှိတိုင်းဖရာသခင်ကောင်းချီးပေးပါစေကျွန်တော်တို့ထပ်ပြီးတော့မှထိုင်ရင်းနဲ့ကြာရအောင် Hallelujah! ယေရှုယေရှုကြိုက်ကြိုက်ယေရှုယေရှုကြိုက်ကြိုက်စာတန်စာတန်ကြိုက်ကြိုက်မရဘူးပေးပါပဲကြာရှာမို့ကိုမပေးနဲ့ယေရှုယေရှုကြိုက်ကြိုက်စာတန်စာတန်ကြိုက်ကြိုက်စေရချင်းစေရချင်းကြိုက်ကြိုက်ကြွယ်ဝချင်းကြွယ်ဝချင်းကြိုက်ကြိုက်ဂျမ်းမာချင်းဂျမ်းမာချင်းကြိုက်ကြိုက်ဟာလေလုယာလက်ကိုကြရအောင်ကျွန်တော်အထူးပဲကြည့်ဦးတင်ပါတယ်ကျွန်တော်တို့တနည်းကုန်းထိုင်ပြီးတော့မှအခုလဲဒီမှာပြန်တွေ့ရတယ်ဟာလေလုယာကျွန်တော်ထင်တာတနည်းကုန်းနာခံပြီးညတော့မလာနိုင်တော့ဘူးဆိုတာကျွန်တော်စိတ်ကူးတယ်တချို့လူတွေအတွက်ဒါပေမဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်အားလုံးလာတဲ့အတွက်အများကြီးကြည့်ရတင်ပါတယ်ကျွန်တော်တို့ဒီနေ့တင်တန်းလာတဲ့လူတရားတော့စရင်အတိုင်းပေါ့နော်အထုတ်လိုက်ပြီးလိုက်တဲ့အတွက်ကြောင့်69လောက်လာခဲ့တယ်ဟာလေလုယာဒါတကယ်အရောက်စီတိုင်းကောင်းချီးပေးပါစေအာမင်ကျွန်တော်ဒီညမှာစင်လူကာစင်လူကာစကူကနေ20ပထမဦးစွာဖတ်ချင်ပါတယ်စင်လူကာစကူကနေ20စင်လူကာစကူကနေ20ဖြစ်ပါတယ်အားလုံးတွေ့တယ်ဆိုရင်တော့အတူတကွဖတ်ကြရအောင်စောင်းမပါတဲ့လူတွေကမိမိဖုန်းထဲမှာဖတ်ပါအာမင်အားလုံးအတူတကွဖတ်ကြရအောင်နော်ယခုမှစာ၍ကိုရောဤတာဟူ၍ပေါ်ခြင်းကိုမခံကြိုက်ပါသူငါအရာ၌အကျွန်ုပ်ကိုထားတော်မူပါဟုငါပြောမည်ဟု၍အကြံရှိသည်နှင့်ထား၍အဘထံသို့သွားလေ၏သွား၍ဝေသေးသောအခါအဘသည်သူ့ကိုမြင်လေတနာသောစိတ်ရှိသည်နှင့်ပြေးသွား၍သွား၏လေကိုပိုက်တယ်လျက်နမ်းရှုပ်လေ၏ဟာလေလုယာအာမင်ရောက်ရှိတိုင်းဘုရားသခင်ကောင်းချီးပေးပါစေအာမင်ဒုတိယအနေနဲ့စင်မာတေ33စနစ်ဖြစ်ပါတယ်စင်မာတေ33စနစ်စင်မာတေ33စနစ်အတူတကွဖတ်ကြရအောင်နော်စင်မာတေ33စနစ်အတူတကွဖတ်ကြရအောင်အချင်းချင်းလူတို့ရှိမှာငါ့ကိုဝန်ခံကောင်းကင်ဘုံ၌ရှိသောမာရိအမေတော်ရှိမှာတို့ကိုငါဝန်ခံမည်ဟာလေလုယာလက်ကိုကြည့်ကြရအောင်တခင်ယေရှုကဘာပြောလဲဆိုလို့ရှိရင်သူများရှိမှာတဲ့ဟာလေလုယာအာမင်တက်တီထူတော့တူဒီကူတဲ့ကျွန်တော်အဖေရှိမှာကျွန်တော်သူတို့အတက်တာကိုပြောမယ်တဲ့ဟာလေလုယာကျွန်တော်ဒီညဘာပြောချင်လဲဆိုလို့ဝန်ခံခြင်းအာမင်ဝန်ခံခြင်းတက်တာကိုပြောချင်တယ်ကျွန်တော်တို့အခုပထမကျမ်းပိုက်ကိုဖတ်တဲ့အချိန်မှာဒီကျမ်းပိုက်ဘာလဲဆိုလို့ရှိရင်တော့တခင်ယေရှုကပြောတဲ့ဥပမာဖြစ်ပါတယ်ဒီဥပမာဟာကျွန်တော်တို့အတွက်ဘုရားသခင်ကခွင့်အားယူဖို့ပြီးထားတာဖြစ်ပါတယ်အာမင်ဟာလေလုယာအာမင်ဒီကျမ်းပိုက်ကိုဖတ်တဲ့အချိန်မှာဘာပြဿနာရှိလဲဆိုလို့ရှိရင်နီအကူနှစ်ယောက်ရှိတယ်တဲ့ဒီကျမ်းပိုက်မှာအဲ့ဒါနဲ့နောက်ဆုံးမှာတော့နီအကူနှစ်ယောက်ကအဖေအမေတို့ရဲ့စီးစိမ်ဥစ္စာကိုလူချင်းကြတယ်တယောက်ကအဖေအမေခင်များတို့မတီးခင်မှာတဝက်စီခွဲပြီးတော့မှကျွန်တော်တို့အတွက်ပြီးကြပါဆိုပြီးတော့မှသူတို့အတောင်းကြတယ်အဲ့ဒါနဲ့
အငယ်ကောင်ကသူအဖေအမေပြီးတဲ့ပစ္စည်းဥစ္စာနဲ့တခြားနိုင်ငံကိုတွားတယ်ပျော်ပွဲစားထွက်တာလားဘာတွားတာလဲမတိဘူးဟိုထွက်ခွာတွားတယ်ဟောငွေကြီးကြီးမအဖဆွေးငွေပတ်တမြနဲ့တေးပြီးတော့ပျော်ပွဲစားထွက်တယ်ပျော်လွယ်လို့နောက်ဆုံးကြတော့ဘာဖြစ်လဲဆိုလို့ငွေကုန်သွားတယ်ပိုက်ဆိုင်ကုန်သွားတယ်ဟိုတချို့လူတွေကချမ်းသာမယ်ကားဒီတိုက်ခန်းဒီဝိုင်ပြီးမယ်ဝိုင်မယ်စုပြီးတော့စင်စားရင်ကိုကိုပဲလာစင်စားဖာကန်မှာတွားကြတယ်ဆွေရင်ငွေဒီတွားတူးတယ်ဖယားမပါပဲလေသူတို့ကတူးကြတယ်နောက်ဆုံးကြတော့ကြောက်စင်းဒီကိုတူးကြတယ်ပတ်တများကိုတူးကြတယ်ဆိုလည်းမတော်ဘူးဟိုဘီဒန်ဟောဒီဘာဒီစီမတွားပြီးတော့နောက်ဆုံးမှာသူတို့ကဆွေငွေမပေါက်ပဲနဲ့သူတို့အတက်တာကိုဒီမှာပဲမြူချတယ်လို့အများကြီးရှိတယ်ဒါဒီဟာဘယ်လိုလဲဆိုလို့ရှိရင်သူတို့အတက်တာကိုဖယားတခင်နဲ့ဆွေငွေမရှာလို့ပဲသူတို့ခွန်အားနဲ့ရှာတဲ့အတွက်ကြောင့်မပေါက်နိုင်ဘူးကျွန်တော်ဒီနေ့ပြောချင်တာဗာလဲဆိုတော့ကျွန်တော်အတက်တာကိုဝန်ခံခြင်းဆိုတာပထမအဆုံးပြောချင်တယ်ဒီနောက်ဆုံးအချိန်ရောက်တဲ့ခါကျင်တော့ဒီအငယ်ကောင်ဟာဘာဖြစ်လဲဆိုတော့သူမလောက်ချင်တဲ့သူမမြောက်လင်းတဲ့သူများဒီကမလောက်ချင်တဲ့တခုကိုလောက်တယ်ဘာလဲဆိုတော့ဝတ်ကြံဖြစ်တယ်ဝတ်ကြံတာဝတ်ကြံတူလားမတူဝတ်ကြံတာပေါ့ဝတ်ကြံတာဖြစ်သွားတယ်အဲ့ဒီဝတ်ကြံတာဖြစ်တာနဲ့သူဟာထမင်းလဲမဝဘူးကျွန်တော်တို့ဒီညဥပမာပြောလို့တော့မဟုတ်ဘူးဒီနေ့လေဥပမာပြောတဲ့ကောင်ကဘာလဲဆိုသူ့တရေစားပဲပလာတာ15ချက်တယ်ဒီပြီးတော့တဲ့တာကောင်ကဘာလဲဆိုလို့ရှင်ထမင်းလဲငါဂျီလဲငါသူဝတ်ဒီစားတဲ့ပဲပုတ်ဒီပဲအရွက်ဒီအတော့ဒီအချောင်းဒီပေါ့ပဲချောင်းဒီပဲတော့ဒီစားချင်တယ်ကတ်ချင်တယ်ဒီလောက်ထိသူစားငတ်တယ်ဒီလောက်ထိသူအတက်တာကိုပြဿနာသူကတွေ့ခဲ့တယ်နောက်ဆုံးကြတော့သူကဘာစင်စားလဲဆိုလို့ရှိရင်တော့ကျွန်တော်အိမ်မှာတော့သမင်းအကျင့်အများကြီးရှိတယ်ကျွန်တော်ဘာဖြစ်လို့ဒီကိုရောက်လာတယ်ဆိုပြီးသူဟာသူအတက်တာကိုသူကတဘောပေါက်လာတယ်အာမင်နည်းနည်းဝန်ခံတယ်ဟူရှာတယောက်ကဒီလိုတရားဟောတယ်ယောက်ျားတွေကတဲ့အင်္ဂါဒီထွက်လို့ရှိရင်တော့ပြန်လာတဲ့ခါကျတော့ဗိုက်စာနဲ့လာတယ်တဲ့ဗိုက်စာလွန်းလို့လာတယ်တဲ့အမျိုးသမီးတွေကအင်္ဂါဒီထွက်သွားရင်တော့ပြန်လာတဲ့ချိန်ဗိုက်အပီအဝါနဲ့လာတယ်တဲ့တရားဟောရှာတယောက်ကအမျိုးသားတွေဆိုတော့အင်္ဂါဒီထွက်သွားရင်တော့ဗိုက်စာလွန်းလို့မင်းပူချမ်းချက်ချင်းဝန်တယ်တဲ့အမျိုးသမီးဆိုရင်တော့အင်္ဂါဒီပြန်ထွက်လို့ရှိရင်တော့5နှစ်3နှစ်တနည်းလောက်ထွက်လို့ရှိရင်တော့ဘိုက်အပီအဝါနဲ့ထွက်လာပြီးတော့အေကိုပြိုင်လာပြီးတော့အစီးရုံတက်တယ်တဲ့အဲ့ဒါဒီတော့မဟုတ်ဘူးအမျိုးသမီးအမျိုးသားတော့မပြောနဲ့ဟုတ်ဘာလဲအန်ထုံချပြတာရှောက်ချအဖေအမေဒီလက်ဒီလိုပြီးသွားတာလေအင်္ဂါနေအများကြီးရှိတယ်သူတို့အတက်တာကျွန်တော်အများကြီးတွေ့ခဲ့တယ်အဲ့ဒါနဲ့နောက်ဆုံးတော့အချိန်ရောက်တဲ့ခါကျတော့ဒီကောင်ကဘာပြောလဲဆိုတော့ကျွန်တော်ဘာပဲဖြစ်ကျွန်တော်အဖေစီမှာကျွန်တော်အဖေကိုဝိုင်းခါမယ်အဖေငါမားပါတယ်နင်းတာအတွက်အဖေရဲ့တာအတွက်တော့မထိုက်တန်တော့ဘူးအဖေရဲ့ကျွမ်းဘဝကျွမ်းကိုပဲကျွန်တော်လက်ခံပါဆိုငါဝန်ခံမယ်ဆိုပြီးတော့သူကအဲ့ຢာကနေထဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဟာလေလုယာအာမင်အရောက်စီတိုက်ဖျားစင်ကောင်းကြည့်ပေးပါစေအာမင်ကျွန်တော်လင်းနေလုံးကျန်းစာကြောင့် BTS ကိုတက်တယ်အဲ့ဒီ BTS လင်းနေလုံးတက်တာနဲ့ကျွန်တော်အဖေအမေမိသားစုကဖုံးလဲမဆက်ဘူးစားလဲမပူကျွန်တော်လည်းသူတို့ဖုံးလဲမဆက်ဘူးစားလဲမပူသူများတွေကဘွားယူတဲ့ချိန်မှာမိသားစုတွေကိုဖိတ်ကြတယ်ပါကုန်းကြော်လက်ဆောင်ကြော်အများကြီး
จะนอก็มีดาสุเลยสาเลมาปูเพ่เลมาเพ่บุจะนอปานกุ้งตะคุเบียร์เล่ส่งจังปีเดสาวตะคุเบียร์เล่มมาจังสินเดเล่มมาเล่มมายาบุบาเลสจังละข้ามาปีไหนหรอกจะนอตาอ้างเลยอภิอเมียเล่นลีนี่ลองสามุมาปูเดตัวพงเล่มมาถูเดตัวจังมาขอเดตัวจังจะนอตาอ้างเลยโอ้งะอภิอเมริงะมีตาสุดยาดิลาวชิจะนอกูมองดาลาสุดเป็นว่าจะนอเสกกูเดจะนอเลยบ่อยยาเด็กชิมจะพงเล่มมาเสกบุตัวน้องที่พิอานารีอูดีจะนอมาตีบุตัวน้องเลยจะนอเตตากูเลยมาตีบุหน้าตาโดเบตัวดาเลยตัวน้องตะบอเป้าดาโดโอ้เจ้าสาจังเตเดโหตามูเอเชียพอดีก็40 ปีเดสุดาตัวน้องว่าโดจ้าเลยดาบิเมตัวน้องเบจังมาติดเลยกะลาปีเบในงานมาตัวอะไรตัวน้องมาตีบุจะนอก็เลยลีนี่ลองตัวน้องกูไงช่วงมาใส่บุกายุกับแบบใส่บุแค่ไรนะบาเบ้พี่จะนอเงยเอาดีเบ้จะนอตะโบเบ้อะไรด่าเลยพวกอีนี่อะไรจะนออเบียอะไรจะนอกูตะดีไม่ยาวจะนอเลยตะดีไม่ยาวจะนอบ่อยนี่เด้เนี่ยชิ้นเดียวตัวสวยมิ้วเดี๋ยวกูเพ่จ่าเลยเมียมาพี่ละตัวเราสวยมิ้วดีเลยตะชุลาจ่าเลยจะนอเงยส่วนเนี่ยบ่อยยาแค่เลยปางกงตะคุเบียเลยเล็กส่งตะคุเนี่ยโอสามีบ่อยองดองเลยบ่อยดอกเนี่ยเล่มมันไม่ยาเดียดโอ้บ่อยปีด่าเนี่ยตะเพ่ขาสวยดอกลงตะชุดยาเมียมาพี่เปลี่ยนจ่าเลยมาเปลี่ยนได้รู้ดีตะชาบอดาส่งมานี่เลยตะชุดยาคัมปานีมาโลจ่าเลยจะนอเลยโอ้บาเบ้พี่จะนอดีอัตุยสัตปีดอกมาบ่อยเล็ดนะเนี่ยเองเปลี่ยนเมสุปีดอกจะนอตะเพ็กขาบ่อยเนี่ยปีน่ะตะเพ็กขาเนี่ยโอ้ใส่มาประการเปลี่ยนสีเลยใส่มาประการเปลี่ยนสีเปลี่ยนเล่าด่าเนี่ยโอ้อัตุยดีสัตปีดอกมาเสียที่ไปสันติเล่าป่าเนี่ยเบลล่าจีโซมาเลยมันตั้งไหนดูสมมติว่าจะโดนเปียวอะไรเนี่ยเปียวอะไรเสียจีอะไรอย่าเลยโลจะโนอัตุยาอุปมาตะเสสุโนตัวตะวันเราจีโซเลยจีโซด่าเนี่ยองเล่มมาปีด่าเนี่ยจะโนโอ้เมียมาปีเปลี่ยนตัวเลยเมียมาปีเปลี่ยนตัวเลยข้าจะโนตะมูเพกการเปลี่ยนละเลยจะโนอภิอเมริกาเลยมิตาสวาเลยงาตาเปลี่ยนลาเมสุดว่าเลยตัวว่าเลยมาตีบุจะโนเลยตะมูยาวเนี่ยจริงจะโนเองกูพงมาเสบุดีได้เป็นตัวเลยบาลีสุดจะโนเล็กเทมาโอ้ตะมูเนี่ยกะลีมิวจัดลานเสียเบสีเลยจะโนเทมาโนเจียนสาวน่ะเอาเนี่ยจะโนเอ็งยีตรงคู่เล่าป่าพี่น้องมาเล่นมาเบป่าเลยตูเบียเดียวสาวเบียมาพี่ป่าจ้าเลยจะโนไปสาเลมาซีบัวเดี๋ยวจังล้านมาเตลซีโนบาเลคาสตอมเดียอคนเก่าเดสุดจะโนบ้ามาเตนายบุตอนนี้จะโนตาหันยาวเลยตาหันยาวแล้วเนี่ยดิลูนี้เนี่ยมาพิจนายบุจะโนเองกูอาจารย์จ้าเมดิลูเปียเลยเนาะตาเสียงพิจตัวเมสุดจะโนเสกกูเลยโอ้ตาหันโอ้เสงายกว่าโอ้มาเทเลโฟนใส่สิเดตัวต้องยิงโซเอ็ดมาเทเลโฟนจะโนเสร็จไล่เลยจะโนอยู่ว่ากูเทเลโฟนพงเสร็จแล้วเนี่ยเอ็ดจูพงกูเสร็จแล้วเนี่ยฮัลโหลจะโนดาบ้าจะโนทางจินป่าบ้าจะโนอภิเนี่ยสกาเปียวชินเดสนั้นตัวเดียวเลยพงไก่ได้รูเดียวเลยฮะตะเกลาเนี่ยลีนี่ลองเก็บยาตากูมาจ้าบุตะเกลาเนี่ยโฮเดเมียคอพี่บ้าไปสายกงน้องเนี่ยไอ้สาวมาสิบุจะโดนว่าเปลี่ยนคอพี่ยาโดยาบาเนี่ยดาบิมีดิเพน่าเข็มยาโดคอยเล่นจะโดนว่าไปสายเปลี่ยนพี่ยามาจะโดนพงชาอะไรเนี่ยพงชาอะไรจะโดนอเพกูคอตัวเนี่ยอเพเนี่ยพงเปียวเนี่ยอเพจะโนเข็มยาตาอังเงโซเข็มยาตาอังเงโซทางจิตบ่าวพี่บาเนี่ยแต่ดียาละจะโนกูพงสิดียาละอเพจะโนพงสิอะไรอเพยบ่าวเปียวเลยจะโนใส่เทมางาตาอังเงโซกูเบดอกมาจะโนส่วนมาปิดถาบูเลยเบดอกมามีบูเลยเข็มยาเองก็ดิใครทวดเด็กเชงจิจะโนอะโคเชงจิเมียสิเนี่ยจะโนนี่แค่เลยลูกเปียวท่าเลย
ကျွန်တော်စိတ်ကအားငယ်တယ်အဲ့ဒီချိန်ကျွန်တော်အဖေကလီဒီလုံးစားလဲမပူဘူးကျွန်တော်လည်းမပူဘူးဒါပေမဲ့ဖုံးဆက်တဲ့ချိန်ကျွန်တော်တူကပြောင်းချင်တဲ့အားလုံးကိုမျက်ရည်ကျပြီးတော့မှပြောင်းခဲ့တယ်ကျွန်တော်ကလည်းနောက်ဆုံးကျတော့ဘာပြောလဲဆိုတော့အဖေရဲ့ကျွန်တော်3နာရီနဲ့4နာရီကြားထဲမှာရောက်နိုင်မှာဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်ဖုံးကူဒီလိုပြောင်းရင်းနဲ့ပိုက်ဆံကုန်သွားတယ်ပိုက်ဆံကုန်တာနဲ့ကျွန်တော်မင်းနဲ့ထားလာတဲ့ဟိုတငယ်ချင်း3ယောက်4ယောက်ကစိုက်ကယ်နဲ့အတူတူတွားပြီးတော့မှကျွန်တော်တို့ဟိုယူအမရောက်ခင်မှာကျွန်တော်တို့ယူအဝေးကနေတွေးလို့ရတယ်အဲ့ဒီကျွန်တော်တို့ယူအရောက်ခါနေမှအဲ့ဒီအပင်တပင်ရှိတယ်ဟိုမီအားလည်းဒီလိုမြင်တယ်အဲ့ဒီပေါ်မှာကျွန်တော်အဖေကိုချက်နေတာကိုကျွန်တော်အဝေးကနေတဖာလုံးကနေကျွန်တော်ကအဖေကိုတွေးတယ်အဖေကိုတွေးလာတဲ့အဖေကလည်းငါသား3နာရီကြားထဲနဲ့4နာရီကြားထဲမှာရောက်မယ်ဆိုတာ तू ကဖုံးကိုကျွန်တော်ထိုးတဲ့အချိန်မှာ तू ကတီးတဲ့အတွက်ကြောင့် तू က3နာရီမတိုင်ခင်မှာအဲ့ဒီမီပေါ်မှာအဲ့ဒီတစ်ပဲမဒီလူရက်ပြီးတော့မှဆွေမျိုးတွေနဲ့ကျွန်တော်ကိုပဲဆုံးကြည့်နေတယ်ကျွန်တော်ကလည်းအဝေးကနေမြန်လိုက်တယ်အဝေးကနေမြန်တဲ့ချိန်ကျွန်တော်ဆရာပြောင်းလွှမ်းလောက်ကျွန်တော်ကပါလဲဆိုင်ကယ်ပေါ်ကနေခုန်ချလိုက်တယ်ခုန်ချလိုက်တာနဲ့ဆိုင်ကယ်ကဒီလိုပေးတယ်ကျွန်တော်ဆိုင်ကယ်တော့ကိုဒီလိုလိုက်ပါလဲဆိုလီဒီလုံးကျွန်တော်ကအဖေကိုမတွေ့ဘူးအဖေစကားကိုလည်းမကြားတယ်အဲ့ဒီအဝေးကနေကျွန်တော်အဖေကိုတွေ့တဲ့ကကျွန်တော်ရလွမ်းတယ်အများကြီးကြားတယ်ကျွန်တော်အဖေကလည်းအဝေးကနေကျွန်တော်တားကိုတွေ့တဲ့ချိန်ကျွန်တော်ကျွန်တော်ကိုတွေ့တဲ့ချိန်ကျတော့ तू ကလည်းမနေနိုင်ဘူး तू ကဟိုအပေါ်ကနေကြည့်တာနဲ့ तू လည်းဒီဘက်ကိုပြီးကျွန်တော်လည်းပြီးတယ်ဟောအလေမရောက်တဲ့ချိန်ကျွန်တော်ဗါတယ်ကျွန်တော်တို့ကဇာမဖြစ်ဘူး